ပြီးတော့ဒီယာဒီမှာ United နဲ့ဒီ Europa League ပြိုင်ပွဲရဲ့ဒီ drama တွေကိုအားလုံးလည်းသိကြမှာပဲပေါ့နော်ပြိုင်ပွဲတစ်လျှောက်မှာကျွန်တော်တို့ United အသင်းဟာရှုံးပွဲမရှိဘူးဆိုပေမဲ့ယာဒီအစပြိုင်ပွဲရဲ့အစတော့မှာကျွန်တော်တို့အသင်းက3ပွဲဆက်တည်ကြခဲ့တာဒီတစ်ချိန်ကငါတို့နိုင်ကိုနိုင်ရမယ်ဆိုတဲ့အတွေးနဲ့ကွင်းထဲကိုဝင်သွားနိုင်မှုလို့တယ်အားလုံးပဲမင်္ဂလာပါ United Rhapsody ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Europa League ဘောလုံးပွဲ Final ပွဲစဉ်အဖြစ် Manchester United အသင်းနဲ့ Tottenham Hotspur အသင်းတို့ဒီနေ့ညမှာရှင်းလင်းကစားကြမယ်ဒီပွဲကအနိုင်ရတဲ့အသင်းအတွက်တော့စိုးဝါးလာတဲ့ယာဒီတစ်ခုကိုပြောင်းပြန်လမ်းပြစ်နိုင်မယ်ခွင့်အရေးလို့ပြောလို့ရရပေါ့နော်ချန်ပီယံလိဝင်ရမယ်ဖလားတစ်လုံးရမယ်နေရာဒီမှာအသင်းကိုပြင်ဆင်မှုအတွက်ဘတ်ဂျက်ရမယ်ကစားသမားကောင်းတွေကိုလည်းဆွဲဆောင်နိုင်မယ်ဒီဖလားတစ်လုံးရယုံနဲ့တော့ပြဿနာတွေအားလုံးဖြေရှင်းပြီးသွားတာမျိုးမဟုတ်ပေမဲ့ဒီတရားဒီစိုးဝါးခဲ့တာအရန်ဆိုးခဲ့တာတွေကိုတော့ပြန်ပြီးအဖက်ဆင်နိုင်မယ်ပွဲလို့ပြောလို့ရတယ် United အနေနဲ့ကဒီစပါအသင်းရဲ့နီးပြ Ash Postecoglou စပါကိုကင်တွယ်စဉ်ကလေးအတိုင်းတခါမှမနိုင်ဘူးသေးဘူးပေါ့နော်ဒီရာသီမှာဆိုရင်စပါနဲ့ United တို့3ပွဲရင်ဆိုင်ခဲ့တယ်အဲ့ဒီတဟဲလက်ထက်မှာတစ်ပွဲအခုလက်ရှိနီးပြ Ruben Amorim ရဲ့လက်ထက်မှာ2ပွဲရင်ဆိုင်ခဲ့တယ်ပေါ့နော်3ပွဲလုံးကို United တို့အနေနဲ့ရှုံးနေထားတယ်ဒီတော့စပါအသင်းနဲ့ head to head မှာတော့ United တို့ကအရေးနှိမ့်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဒါဘိုလူပဲဗျာ final ဆိုတာ head to head တွေဘာတွေဘယ်သူမှထည့်တွက်လို့မရဘူးလीနော်ကျွန်တော်တို့မနစ်ကလည်း Man City ကို Premier League မှာအိမ်ဝင်ရောအဝေးဝင်ရောရှုံးတာပဲဒါပေမဲ့ FA ဖလားဘူလူပွဲမှာတော့ကျွန်တော်တို့ Man City ကိုအနိုင်ယူပြီးတော့ FA ဖလားကိုရခဲ့တယ်ဒီနှစ်မှာလည်းကျွန်တော်တို့ Tottenham Hotspur ကို Premier League မှာလည်းအဝေးဝင်ရောအဝေးဝင်ရောရှုံးထားတယ်ဖလားပွဲမှာလည်းရှုံးထားတယ်ဒါပေမဲ့ဒီ Europa League Final ပွဲမှာကျွန်တော်တို့မနိုင်ဘူးလို့ဘယ်သူမှမပြောရဲဘူးကျွန်တော်တို့မှာနိုင်ကြီးအပြည့်အဝရှိတယ် Ruben Amorim ကိုယ်တိုင်လည်းပြောထားတယ်အသင်းတစ်သင်းကိုဘယ်တော့မှ၄ကစားတော့မရှုံးပါဘူးဆိုပြီးသူကတော့ပြောထားတယ်3ကတခါတော့ကိုယ့်အလဲကြမယ်ဆိုတဲ့သဘောမျိုးပဲသူကလည်းပြောထားတယ် Europa League Final တက်လာတဲ့လမ်းကြောင်းမှာလည်းဒီ United နဲ့ Spurs နဲ့ရှင် United က Spurs ထက်တော့ပိုးပြီးတော့ခက်ခဲခဲ့တာအမှန်ပဲပြီးတော့ဒီယာဒီမှာ United နဲ့ဒီ Europa League ပြိုင်ပွဲရဲ့ဒီ drama တွေကိုအားလုံးလည်းသိကြမှာပဲပေါ့နော်ပြိုင်ပွဲတစ်လျှောက်မှာကျွန်တော်တို့ United အသင်းဟာရှုံးပွဲမရှိဘူးဆိုပေမဲ့ယာဒီအစပြိုင်ပွဲရဲ့အစတော့မှာကျွန်တော်တို့အသင်းက3ပွဲဆက်တည်ကြခဲ့တာပြိုင်ပွဲအစားမှာ3ပွဲသက်တည်ကြခဲ့တာအဲ့ဒီတဟက်လက်ထက်မှာကျွန်တော်တို့ FC20 နဲ့ 1-1 တည်ကြတယ်ပေါ်တိုနဲ့တစ်ဖက်3ဂိုးတည်ကြတယ်ဖီနာဘာဂျီနဲ့ 1-1 တည်ထက်ကြတယ်ပထမဆုံးကန်နဲ့3ပွဲလုံးတည်ကြတယ်ရူဗန်နစ်စတယ်ရိုင်းယာယီနီးပြအဖြစ်တာဝန်ယူတဲ့အချိန်ကြာမှာပဲကျွန်တော်တို့ဥရောပမှာနိုင်ပွဲစရခဲ့တာအဲ့ဒီအချိန်အားလုံးလည်းမှတ်မိကြမှာပါငါတို့ဥရောပမှာနိုင်ပွဲတစ်ပွဲမှမရသေးဘူးဒီပွဲနိုင်မှုလိုဆိုပြီးအားလုံးဒီနစ်စတယ်ရိုင်းရဲ့ဒီပထမဆုံးဥရောပကင်တွဲတဲ့ပွဲကိုအားလုံးလည်းအားပေးခဲ့ကြတာမှတ်မိမယ်ထင်ပါတယ်နောက်ပြီးတော့ဒီပြိုင်ပွဲတစ်လျှောက်မှာကျွန်တော်တို့အသင်ပေးခဲ့တဲ့စိတ်လှုပ်ရှားမှုတွေပေါ့လိုင်ယွန်ကိုခက်ခဲနဲ့ကမ်ဘန်နဲ့အနိုင်ယူနိုင်ခဲ့တာတွေအခု final ကမ်မဲ့ဘီဘာအိုကွင်းမှာဘီဘာအိုဘက်ကတယောက်ထုတ်ခံရပြီးတော့ဘယ်သူမှမထင်မဲနဲ့3ဂိုးပြတ်နဲ့အနိုင်ယူနိုင်ခဲ့တာတွေဒီအစရှိတဲ့အချက်အလက်တွေကိုကြည့်လိုက်မယ်ဆိုရင် United အနေနဲ့ကဒီဖလားကိုဒီနှစ်မှာရကျင်နေရလို့ကျွန်တော်တို့တွေးလို့ရတယ်final ဆိုတာကတော့ဘယ်အရာဝမှတိတိကျကျတည်တည်ချာချာပြောလို့မရဘူးအသင်းတစ်သင်းလုံးတစ်ဖက်စီမှာအခွင့်အရေးက90စီရှိရပေါ့နော်ဒါပေမဲ့မကန်ခင်မှာကျွန်တော်တို့တွေးလို့ရတဲ့အတွေးကိုကျွန်တော်ကပြောပြတာတခြားဘက်မှာလည်းအခုဘောလုံးလောကမှာကဘိုလူဝဲတွေမှာအောက်အသင်းတွေကပိုဆိုတဲ့ trend တစ်ခုကဖြစ်နေရပေါ့နော်အီတလီကိုပါအီတာလီယာဖလားမှာလည်းဘောလောနာ AC မီလန်တို့အနိုင်ယူပြီးတော့ဖလားရသွားတယ်အင်္ဂလန်ကာရာဘောင်ဖလားမှာလည်းနယူကာဆယ်လီဗာပူးကိုအနိုင်ယူပြီးတော့ပိုဆွဲထားတယ် FA ဖလားမှာလည်းခရစ္စတယ်ပဲလီယာမန်ချက်စတာစီးတီးကိုအနိုင်ယူပြီးတော့ပိုဆွဲထားတယ်ဒီတော့ဘုံလူပွဲတွေမှာအောက်အသင်းတွေကအနိုင်ယူပြီးတော့ပိုဆွဲတယ်ဆိုတဲ့ဒီ trend တစ်ခုကလည်းအခုဘောလုံးလောကမှာပေါ်နေတယ်ပေါ့နော်ဒါပေမဲ့ဒါတွေကပြည်တွင်းဖလားတွေဖြစ်တယ်ကျွန်တော်တို့အခုကံမှာဥရောပဘိုလူပွဲအသင်းတစ်ပွဲဖြစ်တယ်ဆိုတော့တူတော့မတူဘူးပေါ့နော်ဥရောပဖိုင်နယ်ရဲ့အခုကျွန်တော်တို့ Europa League ဖလားမှာစကန်မှာအိုးပွဲထွက်လူစင်းကိုကျွန်တော်တို့တစ်ချက်ကြည့်ကြမယ်ဆိုရင်ဂိုးသမားနေရာကတော့အန်ဒရီအိုနာနာပဲဖြစ်လာမှာပါဒီနေရာမှာဘန်ယေတာနဲ့အန်ဒရီအိုနာနာဆိုတာနောက်ပိုင်းဘန်ယေတာရဲ့လက်ဆွဲကိုသိပြီးကြတဲ့သူတွေဖို့လည်းအများကြီးအငင်းပွားကြရှိမှလည်းမဟုတ်ဘူးဒီနှစ်ယောက်ရှင်လာရင်တော့ကျွန်တော်တို့အိုနာနာပဲသုံးရမှာပဲပေါ့နော်ကျွန်တော်တို့မှာအများကြီးရွေးချယ်ရမှာမရှိဘူးဆိုတော့ဂိုးသမားနေရာကတော့အိုနာနာပဲဖြစ်လိမ့်မယ်ကျွန်တော်တို့နောက်တန်းစင်တာဘက်3ယောက်နေရာမှာတော့ကျွန်တော်တို့ဒီအလဲ Central Center ဘက်မှာတော့ Harry Maguire ပဲဖြစ်ရမယ်ကျွန်တော်တို့ဘယ်ဘက် LCB နေရာမှာတော့ကျွန်တော်တို့လူရှောဖြစ်လာမယ်ဒန်နီယိုရိုကလူစင်းထဲမှာပြန်လဲပါဝင်လာတယ်ဆိုပေမဲ့ဒီဒန်ယာကပြန်ကောင်းလာတဲ့ကစားသမားကိုရူဘန်အီမိုရီအနေနဲ့ချက်ချင်းကြီးအရေးစွန့်ပြီးသုံးမှမလားဆိုတော့ကျွန်တော်တို့တွေးစရာရှိရပေါ့နော်ဒီတော့
လူရှောပဲဒီဘက်ဘယ်ဘက်စင်တာဘက်နေရာမှာတော့လူရှောပဲဖြစ်လာနိုင်ကြီးအများကြီးရှိတယ်အေဒန်ဟီဗန်ကလည်းဒဏ်ရာပြန်ပါလာကသာဖြစ်တာရော match return ကိုသူ့အနေနဲ့ပြန်ရှာနေရတော့မှရှိတယ်ပြီးခဲ့တဲ့ Chelsea နဲ့ပွဲမှာလူစားဝင်ကစားသွားတာအရင်အားရစရာမကောင်းဘူးပေါ့နော်တော့ကျွန်တော်တို့မှာ3စီရာကလူရှော့ပဲရှိတယ်ပေါ့ဘယ်ဘက်စင်တာဘက်နေရာမှာတော့ဒီညာဘက်စင်တာဘက်နေရာဒီ RCB နေရာမှာတော့နည်းနည်းလေးစကားပြောစရာရှိတယ်ဒီ RCB နေရာအတွက်ကျွန်တော်တို့မှာ3စီရာ Lindelof ရှိတယ်မာဇာရာဝေရှိတယ်Lindelof ကိုတော့ကျွန်တော်ပွင့်လင်းပြောရင်သိမမြင်ချင်ဘူးညာ final ပွဲမှာဒီကောင်ကအရန်ကြီးသိစိတ်ချရတဲ့အထဲမှာမပါဘူးဒီတော့ Lindelof ကိုကျွန်တော်မကြိုက်ဘူးကျွန်တော်သာဆိုရင်တော့ကျွန်တော်ကမာဇာရာဝီကိုသုံးနေခြင်းတယ်ဒါပေမဲ့နီးပြဘယ်လိုတွေးမလဲသူ့အနေနဲ့ဒီ right wing back နေရာမှာမာဇာရာဝီကိုသုံးမယ်ဆိုရင်တော့ကျွန်တော်တို့အဲ့ဒီ RCB နေရာ Lindelof ပဲဖြစ်လာနိုင်ရရှိတယ်တကယ်လို့ right wing back နေရာမှာသူအာမက်ဒီယာလိုသုံးမယ်ဆိုရင်တော့ကျွန်တော်တို့ RCB နေရာမှာမာဇာရာဝီကိုသုံးလို့ရတယ်left wing back နေရာမှာတော့ Patrick Dorgu ပဲဖြစ်မယ်လို့ထင်တယ်။ Diego Dalot ကတော့လူစင်းမှာပြန်ပါလာပြီလို့တော့သိထားရတယ်။ဒါပေမဲ့ခုနကကျွန်တော်ပြောသွားခဲ့သလိုပဲ Ruben Amorim ကအရက်စုံပြီး3နိုင်ကြီးတော့နေတယ်ပေါ့နော်။ဒီတော့ကျွန်တော်တို့ဒီ Joshua Zirkzee တို့ Lani Yoro တို့ Diego Dalot တို့ကျွန်တော်တို့ခဏမေးထားပြီးတော့လူစင်းကိုတစ်ချက်ကြည့်ကြည့်မှရမယ်။ပွဲကြမှာ Ruben Amorim 3လာရင်လည်း3လာရပေါ့နော်။ဒါကတော့အတိအကျပြောလို့မရဘူးပေါ့။လောလောဆယ်တော့သူတို့ခဏဖယ်ထားပြီးတော့ပြောမယ်။ဒီတော့ left wing back နေရာမှာတော့ Patrick Dorgu ပဲဘထွက်လာနိုင်နေရှိတယ်။ right wing back နေရာမှာတော့ကျွန်တော်ကတော့ Ahmed Diallo ကိုသုံးနေခြင်းနဲ့အားလုံးလည်းသုံးနေခြင်းမှာပဲ။ဒါပေမဲ့ Ruben Amorim ကဒီ Ahmed Diallo သူ wing back အဖြစ်အရန်ကြီးသုံးခြင်းနေလို့ကျွန်တော်ကတော့မထင်ဘူး။သူအမြဲတမ်း Ahmed ကိုပွဲဥထွက်အနေနဲ့ပွဲထွက်ခွင့်ပေးရဆိုရင်အမြဲတမ်းဒီရှေ့က second striker နေရာနံပါတ်10နေရာမှာပဲသူပေးတာများတယ်ပေါ့နော်ဒီတော့အာမက်ကိုသူ့အနေနဲ့အရန်ကြီး win back အဖြစ်ပွဲထွက်ခွင့်ပေးခြင်းတယ်လို့ကျွန်တော်မထင်ဘူးအဲ့တော့ Ruben Amorim အနေနဲ့ဒီ right wing back နေရာမှာမာဇာရာဝီဖြစ်လာပြီးတော့နောက်က RCB နေရာမှာ Lindelof ဖြစ်သွားနိုင်ကြီးလေးရှိရပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့အာမက်ကိုပွဲစားကြရတိုင်း right wing back နေရာမှာသုံးနေခြင်းတယ်ဒီကွင်းလေစန်တာမစ်နှစ်ယောက်နေရာမှာတော့ထုံးစံအတိုင်းကျွန်တော်တို့ဒီယူရိုပါလီမှာခြေစွမ်းပြနေတဲ့ဥကာဒီနဲ့ကက်စမန်တို့အတွက်ပဲဖြစ်တဲ့ဒီကစားသမားနှစ်ယောက်မှာအခုချိန်မှာကျွန်တော်ပိုပြီးအားရတာကျွန်တော်ကက်စမန်တို့ပိုအားရတယ်ကျွန်တော်တို့ Chelsea နဲ့ပွဲမှာဆိုကက်စမန်တို့ထွက်သွားတယ်ကျွန်တော်တို့အသင်းကလုံးဝကိုချက်ချင်းကူးပေးလိုက်ရတာဒီတော့ဒီတင်ပွဲမှာတော့ဥကာဒီနဲ့ကက်စမန်တို့အတွက်ပဲဖြစ်တဲ့ Bruno Fernandes ကတော့ရှေ့နံပါတ်10 second striker နေရာမှာပွဲထွက်လာနိုင်တယ်နံပါတ်10နောက်ထပ်တနေရာမှာတော့ထုံးစံအတိုင်းကျွန်တော်တို့ခါနာချိုပေါ့နော်အမိုရဲ့အနေနဲ့လည်းရှေ့က Chelsea နဲ့ပွဲမှာခါနာချိုကိုအနာပေးထားတာတွေ့ရတယ်ဆိုတော့ final မှာတော့သူပွဲထွက်ပါဝင်လာနိုင်ကြီးများတယ်ကျွန်တော်တို့ဒီနေရာမှာတစ်ချက်တွေးရရှိတာအာမက်ဒီယာလိုဖြစ်မလားခါနာချိုဖြစ်မလားဒါလေးတော့ကျွန်တော်တို့တွေးရရှိတယ်ဒါပေမဲ့ခါနာချိုကရှေ့ပွဲမှာတော့အနားရထားတော့ခါနာချိုပဲပွဲထွက်ပါဝင်လာနိုင်နေရှိရလို့ကျွန်တော်ကတော့ထင်တယ်တိုက်စစ်မှုနေရာကတော့ထုံးစံအတိုင်းကျွန်တော်တို့ရဲ့တူးရောတိုက်စစ်မှုဖြစ်တဲ့ Rasmus Hojlund ပဲပွဲထွက်လာမှာပါ Joshua Zirkzee ကတော့ကျွန်တော်ခုနကပြောတဲ့အတိုင်းပဲသူတို့တော့ထည့်ပြီးကျွန်တော်စဉ်းစားသေးဘူးပေါ့နော်ဒီတော့ Rasmus Hojlund ပဲပွဲထွက်လာနိုင်ကြီးရှိရလို့ကျွန်တော်ကတော့မြင်ပါတယ် United အသင်းအနေနဲ့ကတော့ဒီဖလားကိုသာမရခဲ့ဘူးဆိုရင်တော့တော်ကိုစုပ်ပြတ်တက်နေတဲ့အစုပ်ပြတ်ဆုံးရာသီတစ်ခုကိုပိုင်ဆိုင်ခဲ့မဲ့နှစ်လို့ပဲပြောရလိမ့်မယ်ဒီဖလားကိုသာမရရင်ဒီရာသီမှာရင်စုပ်ပြတ်တာမဟုတ်ဘဲနဲ့နောက်ရာသီပြင်ဆင်မှုအတွက်ပါအများကြီးသွားပြီးတော့ထိခိုက်နိုင်တယ်ကျွန်တော်တို့ပထမဆုံးအနေနဲ့ဒီဖလားအနေရမဲ့ဘတ်ဂျက်ကိုကျွန်တော်တို့မရတော့ဘူးချန်ပီယံလိဝင်ခွင့်မရတော့ဘူးဒါဆိုရင်ကျွန်တော်တို့ကစားသမားကောင်းတွေကိုမဆွဲဆောင်နိုင်တော့ဘူးကျွန်တော်တို့အသင်းကိုလာကစားအောင်ဒီတော့နောင်ရာသီအတွက်အသင်းကိုပြင်ဆင်မှုအသင်းလူအင်အားဖြည့်တင်းမှုတွေမှာပါလာပြီးတော့အထိခိုက်တွေရှိနိုင်တယ်ဒါကြောင့်ဒီပွဲကိုလုံးဝအကုန်ရှိသမျှပေးဆက်ပြီးတော့ကစားဖို့လိုတယ်ကစားသမားတွေအနေနဲ့လည်းမနှက်ဖြန်ဆိုတာမရှိတော့ဘူးလို့ကိုတွေးပြီးတော့ကွင်းထဲမှာတစ်ဖက်အသင်းကိုရင်ဆိုင်နိုင်ဖို့လိုတယ်ဒီတစ်ချိန်ကငါတို့နိုင်ကိုနိုင်ရမယ်ဆိုတဲ့အတွင်းနဲ့ကွင်းထဲကိုဝင်သွားနိုင်ဖို့လိုတယ်ပွဲပြီးလို့ရလက်ကဘလို့ဖြစ်ဖြစ်ကျွန်တော်ကတော့ကိုယ်အသင်းကိုယုံကြည်ချက်အပြည့်ထားတယ်တော်တင်ဟော့စပါဆိုတာကျွန်တော်တို့မနိုင်စရာအကြောင်းဘာမှမရှိဘူးကျွန်တော်တို့နိုင်အောင်ကိုင်မယ်ဆိုနိုင်လို့ရတယ်လို့ပဲကျွန်တော်ကတော့မြင်တယ်ဒီတော့ကိုလူတွေရောဘလို့ထင်ကြလဲဝင်ရောက်ဆွေးနွေးသွားပေးကြပါအောင်ကြည့်ရှုပေးတဲ့သူတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ရုပ်ရှင်နှစ်သက်သူများအတွက် Netflix, Prime Video, Disney Plus, HBO Max, Apple TVတချင်းနားထောင်ရတာနှစ်သက်သူများအတွက် Spotify, Apple Music များကိုအကောင်းဆုံးဝန်ဆောင်မှုများဖြင့် Zoche Group ရဲ့ Facebook Page သုံးခုဖြစ်တဲ့ Zoche, Netflix Fan မြန်မာစိတ်တိုင်းကျ Digital Paradise တို့မှာဝယ်ယူအားပေးလို့ရပါတယ်။ Telegram ကနေတဆင့်လဲဝယ်ယူလို့ရပါတယ်။ Page တွေရဲ့သက်ဆိုင်ရာ link တွေကို video ရဲ့ description မှာထည့်ပေးထားပါတယ်။